ငတ်မခေါင်းပါနေတဲ့တိုင်းပြည်တစ်ခုကကောင်းငင်စီမှာမိုးရွာပေးဖို့အတနာခံတောင်းပန်ခဲ့ကြတယ်။ဒါပေမဲ့ကောင်းငင်ပြန်ပေးလိုက်တဲ့အဖြေကတော့ God Fury လို့ခေါ်တဲ့နဖရားရဲ့အမျက်ဒေါသပါပဲ။ဒီမုန်တိုင်းကိုတားဆီးဖို့တတိရှိရဲ့တူးဒီသောလူသားကဘလို့မှမဖြစ်နိုင်တဲ့အရာတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒါကတော့တက်ရှိ slash နဖရားတစ်ပါးကိုပိတ်လောင်ဖမ်းချုပ်လိုက်တာပါ။အဲ့လိုနဲ့ Stone Spirit ဆိုတာမွေးဖွားလာတယ်ပေါ့။ရင်ဘတ်ထဲမှာမိုးချင်းတန်နေလျှက်စီးတွေကိုတည်ဆောင်ထားပြီးတော့ရီမောနေတဲ့လူတစ်ယောက်ခြေထောက်နှချောင်းနဲ့ရှောက်သွားနေတဲ့သဘာဝတရားကြီးတစ်ခုပြီးတော့သူဒီလိုမျိုးလောင်ပိတ်ခံထားရတာကိုဘယ်တော့မှခွင့်လွှတ်ပေးမှာမဟုတ်ပါဘူး Everyone complains about the weather. Well, I'm doing something about it. ကဲအားလုံးပဲမင်္ဂလာပါချက်စင်ကြီးကနေပြန်လေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ West ပါကျွန်တော်ရှေ့ဘက်တွေကမအားတာနဲ့တေချာမရှင်းပြနိုင်လိုက်တဲ့အကြောင်းလေးတွေကိုဒီဗီဒီယိုမှာရောပြီးကြိတ်ပေးပါမယ်ဒီ Spirit Brother Series အတွက် Earth Spirit, Amber Spirit, Stone Spirit, Fire Spirit နဲ့ Brewmaster ဆိုပြီးတော့၅កောင်ပြောပြဖို့စီစဉ်ထားတယ်ဗျအဲ့တော့အားလုံးကာဗာဖြစ်သွားအောင်လို့ Spirit တွေအကြောင်းနဲ့ Wailing Mountain အကြောင်းကနေပဲစလိုက်အောင်Stone, Fire, Earth, Fire လို့ခေါ်တဲ့ဝိညာဉ်လေးပါဒီဒိုရာဒုကဘာကြီးထဲမှာတာမန်ဟီးရိုးတွေမဟုတ်ပါဘူးသူတို့တွေက slasher မြန်မာလိုဆိုကောင်းကင်ဘုံသားတွေလို့ခေါ်ကြပြီးတော့ကြီးမားတဲ့နဖရားဆွေမျိုးဆက်ကြီးရဲ့အစိပ်ပိုင်းတွေဖြစ်ပါတယ်သူတို့တွေကတာမန်သေးမျိုးတွေထက်မြင့်မြတ်တဲ့နေရာမှာရှိပြီးတော့တဘာဝတရားကြီးရဲ့အကြီးမားဆုံးစွမ်းအားတွေနဲ့ဆက်နွယ်နေကြတဲ့သူတွေပါslasher တွေကိုဒိုရာဦးထဲမှာအစွမ်းထက်တဲ့တက်ရှိတွေအဖြစ်ပုံဖော်ထားပြီးတော့တင်မျိုးလူသားတွေကိုတစ်ခါတရံမှာတိုက်ခိုက်တတ်ကြတယ်တစ်ခါတလေလည်းကူညီတတ်ကြတယ်ဗျတစ်ခါတရံမှာတော့တင်မျိုးတွေနဲ့ပါတာသမီယူတတ်တာမျိုးတော့ရှိကြပါတယ်ဒီနေရာမှာ slasher ဆိုတာကို spirit တွေမဖြစ်ခင်ကပုံစံလို့မှတ်ပေးပါ spirit တစ်ကောင်ဖြစ်လာဖို့ slasher နဲ့တင်မျိုးလူတစ်ယောက်ပေါင်းစည်းရမယ်လို့အလွယ်မှတ်ထားရင်ရပါတယ်သူတို့တဦးစီတိုင်းဟာမီးမြေကြီးလျှက်စစ်တို့လိုမျိုးတက်ကြီးတွေနဲ့ချိတ်ဆက်ထားပါတယ်Stone Spirit ဖြစ်လာမဲ့ Raijin ကမုန်တိုင်းတွေကိုကိုစားပြုတဲ့ slasher တယောက်ပါ။ Kaolin ကတော့ Earth Spirit ဖြစ်လာခဲ့တယ်။ Zin ကတော့ Amber Spirit ဖြစ်လာပြီးတော့ E9 ကတော့ Fire Spirit ပါ။ပြီးတော့ Brewmaster ရဲ့အဖေကလည်း slasher တစ်ပါးဖြစ်ပါတယ်။အဲဒါကြောင့်မို့ Brewmaster ကိုယ်တိုင်ကလည်း mythology အကုန်လုံးမှာပတ်တောင်းကျမ်းနေတဲ့ Kratos the God of War လိုမျိုးလူတစ်ပိုင်း၊နတ်တစ်ပိုင်း half slasher နတ်သွေးပါနေတဲ့တင်မျိုးတစ်ယောက်ဖြစ်နေတာပါ။သူတို့အားလုံးဟာဒီ slasher မျိုးတွေနဲ့သူတို့ပိုင်ဆိုင်ထားတဲ့ death သဘောတဘာဝတွေကနေတဆင့်တယောက်နဲ့တယောက်ချိတ်ဆက်မိနေကြပါတယ်။ Vice Spirit ပြောပြတဲ့ပုံမြင်တွေအရဆိုရင်လွန်ခဲ့တဲ့အတိတ်ကာလပြောရရင်ဒိုရာဒုကဘာအစတုန်းကကြီးမတ်တဲ့တတ္တဝါတစ်ကောင်ကတူကြီးတက်လက်နဲ့ထုနှက်လိုက်ရာကနေကလေးလေးယောက်မွေးဖွားလာခဲ့တယ်လို့ဆိုပါတယ်။ဒီဖြစ်ရက်ကတရှိမှုတွေရဲ့အခြေခံအကြဆုံးတဘာဝတရားတွေဖြစ်တဲ့ fundamentals နဲ့ဆက်ဆက်နေတယ်လို့မျိုးနောက်ပိုင်းမှာ slasher တွေနဲ့လည်းဆက်ဆက်လာခဲ့ပါတယ်။ slasher တွေက Grey Wheel လို့ခေါ်တဲ့တန်တရာစက်ဝင်းကြီးနဲ့ချိတ်ဆက်ထားတယ်ဗျ။ Grey Wheel ဆိုတာရုပ်ဝတ္ထုကဘာကြီးထဲမှာအမြဲတမ်းဖြစ်နေတဲ့တေခြင်းရှင်ခြင်းဖြစ်ချင်းပြက်ချင်းတန်တရာကိုပြောတာပါတက်ရှိမှန်သမျှတေရမယ်ပြီးရင်အတစ်တစ်ခုအဖြစ်ပြန်လေဖြစ်တည်လာရမယ်ဆိုတဲ့တဘာဝတရားကြီးပေါ့ Stone Amber Earth နဲ့ Fire Spirit တို့လိုတဘာဝတရားကြီးကိုစောင့်ရှောက်တဲ့ slasher တွေကဒီတဘာဝတရားကြီးရဲ့စီမင်းစည်းကမ်းတွေကိုထိန်းသိမ်းရတဲ့အစောင့်ရှောက်တွေဖြစ်တဲ့အပြင်အရာအလုံးကိုလည်းပြောင်းလဲရမယ်တေဆုံးရမယ်ပြန်လဲမွေးဖွားရမယ်ဆိုတဲ့ဥပဒေတာကြီးရဲ့အစိပ်ပိုင်းတွေလည်းဖြစ်ပါတယ်Amber Spirit နဲ့ Earth Spirit ဆိုရင်ဒီတန်တရားကြီးနဲ့ပတ်သက်ပြီးတော့စကားပုံတွေတော့မှပြောလို့ရှိပါတယ်ဒီလိုမျိုးစောင့်ရှောက်နေတဲ့ကြားထဲကမထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်သွားခဲ့ဘူးပါတယ်အဲ့ဒါကတော့ Mangi King ပါ Mangi King ကသူ့နာမည်ကိုတင်မင်းစာကို Board of Death ထဲကနေဖျက်ပစ်လိုက်ပြီးတန်တရားတွေကနေထွက်ပြေးဖို့အတွက်ကြိုးစားတော့က Spirit Brother တွေပူးပေါင်းပြီးတော့ Mangi King ကိုအပြစ်ပေးဖို့တဘာဝတရားကြီးရဲ့လမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင်ဆွဲခေါ်ဖို့အတွက်ကြိုးစားခဲ့ပါတယ်အဲ့ဒါကြောင့်လဲ Mangi King က Spirit Brother တွေဆိုရင်စီဘူးခေါအောင်လို့မုန်းနေတာပါဒါကိုကြည့်ရင် Spirit Brother တွေကတာမန်အသက်ရှင်နေခဲ့ကြတာမဟုတ်ဘဲနဲ့တဘာဝနဲ့သင်္ခါရသဘောတရားတွေကိုဂရုစိုက်ပြီးစီကံထိမ့်သိမ့်ပေးနေတဲ့နတ်ဖျားတွေဖြစ်နေတယ်ဆိုတာကိုသိနိုင်ပါတယ် Spirit တွေအကြောင်းကတော့ဒီလောက်ဆိုရင်ကပါဖြစ်ပါတယ်ဆက်ပြီးတော့ Wailing Mountain အကြောင်းကိုရှင်းပြပေးပါမယ် Wailing Mountain ဆိုတာမတ်ဆောက်တဲ့ကြောက်နေရန်ကြီးတွေပြင်းထန်တဲ့လေပြင်းတွေနဲ့နာမည်ကြီးတဲ့နေရာတစ်ခုပါကောင်းကင်ကြီးကိုထိုးခွဲတော့မလို့မျိုးမြင်မာတဲ့တောင်ထိပ်တွေနဲ့အဲ့တောင်ထဲနေရဲ့တာစီကာယံထားမှုကြောင့်ပြင်ပကဘာနဲ့အဆက်အသွယ်ပြတ်ထားသလိုဘသူမှမရောက်ဘူးတဲ့ဂျိုင်ဝမ်တွေရှိတဲ့နေရာပေါ့အဲ့တောင်ထိပ်တွေရဲ့အတွင်းပိုင်းနရှိုင်းနေတဲ့နေရာမှာ Ruin City လို့ခေါ်တဲ့
ပျက်စီးနေတဲ့မြို့ဟောင်းတစ်ခုတည်ရှိပါတယ်ရှေးဟောင်းမြို့ကြီးတစ်ခုပြိုကျပျက်စီးသွားခဲ့ပေမဲ့လုံးဝမပြောက်ကွယ်သွားပဲကြံရင့်နေတယ်လို့မျိုးတိတ်ဆိတ်ပြီးကျိုးပဲ့နေတဲ့မြို့ကြီးတစ်ခုပါအဲ့ဒီမြို့ပြက်ကြီးရဲ့အောက်ဘက်ဂျိုင်ဝမ်နေတဲ့မှာတော့ Order Oyo လို့ခေါ်တဲ့ထူးဆန်းပြီးတော့လေးနက်တဲ့ဂိုင်းတစ်ခုတည်ရှိပါတယ်သူတို့တွေကအရက်သေးတာတောက်စားခြင်းကိုညံလင်းဖွင့်ပေးနိုင်တဲ့အရာတစ်ခုလို့ယုံကြည်ထားကြပြီးတော့တာမန်အရက်တောက်တာမျိုးမဟုတ်ဘဲနဲ့တောက်စားတာကိုကျင့်စဉ်တစ်ခုစီကံတစ်ခုဒသနာတစ်ခုအဖြစ်ပြောင်းလဲပစ်ခဲ့ကြတဲ့သူတွေပါ Manchester Brewmaster ကအဲ့နေရာနေလာတာဖြစ်ပြီးတော့သူ့ရဲ့ Rural City အကြောင်းကိုပြောတဲ့အခါမှာလည်းအတိတ်ပဲတွေအများကြီးရှိနေတယ်လို့မျိုးပြောတတ်ပါတယ်အဲ့ဒီမြို့မှာတချင်းတန်ထွက်တဲ့ Weebot တွေရှိရဲ့အကြောင်းနဲ့တချို့ပစ္စည်းတွေကိုအဲ့ဒီ Weebot နဲ့တူအောင်လို့တမင်ဖန်တီးထားတာမျိုးရှိတယ်လို့ Brewmaster ပြောပြခဲ့ပူပါတယ်အဲ့ဒါကြောင့်မို့အဲ့ရလူတွေကသူတို့မျိုးရဲ့အမတ်တရားတွေကိုသင်္ကေတတစ်ခုအနေနဲ့စောင့်ထားခြင်းတဲ့ပုံစံပေါ်ပါတယ်ကျွန်တော်ပြောရအောင်နားထောင်နေပေမဲ့ Weebot ဆိုတာဘာလဲမသိဘူးမလားမပူပါနဲ့ကျွန်တော်ရှင်းပြပေးပါမယ် Weebot ဆိုတာကျွန်တော်တို့တာမန်မြင်မှုနေကြစာအုပ်တွေမဟုတ်ပါဘူးဘိန်းပုံသဏ္ဍာန်ရှိတဲ့အလုံးပေါ်မှာရေးသားထားပြီးတော့အဲ့ဘိန်းတွေကအတန်ထွက်ပေါ်ပါတယ်အနည်းဆက်ဆုံးပြောရရင် Prayer Wheel နဲ့အောင်ဆင်တူပါတယ် Prayer Wheel ဆိုတာကတော့အိန္ဒိယမှာရှိတဲ့ဗုဒ္ဓဘာသာဘုရားကျောင်းတွေမှာထားတဲ့အလုံးတွေပါအဲ့ဒီအရာတွေကိုများသောအားဖြင့်ဒုတ်ဒါမှမဟုတ်ခေါင်းလုံးတွေတက်ထားတဲ့ကြိုးတွေနဲ့ခြိထားပါတယ်အဲ့ဒီအလုံးလှည့်လိုက်တဲ့အခါပဲဖြစ်ဖြစ်လေတိုက်တဲ့အခါပဲဖြစ်ဖြစ်ခြိထားတဲ့ခေါင်းလုံးကနေအသက်မြည်ပါတယ်ဒါကတော့ Brewmaster ရဲ့ Rural City အကြောင်းပေါ့အဲ့ဒါအပြင်အဲ့ဒီ data ထဲမှာပဲကျန်းတဲ့လမ်းတွေမေးရောက်ခံထားရတဲ့တောင်ကျောတွေကြားထဲမှာကျွန်တော် Amber Spirit Law မှာပြောပြခဲ့တဲ့ Fortress of Flare ဆိုတဲ့မိတောက်ခံတဲ့ကြီးရှိပါတယ်ဟိုးရင်တော့ကတော့အဲ့နေရာကိုဇင်းဆိုတဲ့လူတစ်ယောက်ကဥဆောင်ခဲ့ပြီးတော့မိရောက်တွေကိုအသုံးပြုပြီးစီကန်းတေဝင်းမှုကိုတင် जा ပေးတဲ့နေရာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဇင်းတေဆုံးသွားပြီးတဲ့အချိန်မှာတော့အဲ့ခန္ဓာကြီးကစွန့်ပစ်ခံထားရပြီးတိတ်ဆိတ်ချောက်ကပ်နေပါပြီ။အခုဝဲလင်းမောင်နေမှာရှိတဲ့နေရာအကြောင်းတွေကိုလည်းတည်ပြီးပြီဆိုတော့ဝဲလင်းမောင်နေဒေတာကိုပထမအဦးဆုံးစွန့်ခွာခဲ့တဲ့ပြောရရင်ဒိုတာတူဝေါ်မှာပထမအဦးဆုံးပေါ်ထွက်လာခဲ့တဲ့ Stone Spirit အကြောင်းကိုဆက်လိုက်ရအောင်ဒီလိုရာတို့ကပါကြီးနဲ့ဆက်သွယ်နေတဲ့ Spirit Brother တွေထဲမှာ Ryan ချင်းကတော့အသက်ငယ်ဆုံးနဲ့စိတ်မတည်ငြိမ်ဆုံးပါပဲ။ William Mountain တောင်တန်းဒေသကြီးကကြီးမားချေပြဲမယ်မဲ့ Stone Street ရဲ့မိုးကြိုးတွေလျှက်စီးတွေရဲ့တဘာဝအတွက်ကတော့အရန်ကိုကျင်းမြောင်းလွန်းတယ်လို့ခန်းစားနေရပါတယ်။ကောင်းကင်ကြီးကိုချုပ်ထားတယ်လို့မျိုးသူ့ကိုလည်းဒီလက်တဖွားစာဒေသထဲမှာအချင်းချထားတယ်လို့ခန်းစားရတယ်ပေါ့။ Ryan ချင်းဆိုတဲ့ Stone Slasher ကတနေရာထဲမှာချင်းနဲ့ထိုင်ဆောက်နေတဲ့အဆောင်ရှောင်မျိုးမဟုတ်ပါဘူး။ तू ကဟင်းလင်းမြင့်ကျဲကြီးတွေရွေရှားနေတဲ့လေဟုန်တွေနဲ့မွန်တိုင်းတွေလိုမျိုးစိတ်ကြိတ်လဲလဲသွားလာလို့ရမယ့်နေရာလွတ်တွေကိုလိုချင်နေခဲ့တာပါအဲ့ဒါကြောင့်ပဲ तू က Spirit Brother တွေထဲမှာတောင်တန်းဒေသကိုစွန့်ခွာပြီးပြင်ပကဘာလေချောင်းကိုထိန်းချုပ်ဖို့အတွက်ထွက်လာခဲ့တဲ့ပထမအဆုံးသူဖြစ်လာခဲ့ပါတယ်ဒါပေမဲ့အဲ့လိုမျိုး Stone Spirit ထွက်လာခဲ့တဲ့နောက်ွယ်မှာနောက်ွယ်ကနေကျိုးကင်နေတဲ့လက်မဲရဲ့အစီအစဉ်တစ်ခုရှိနေပြီးသားပါလက်မဲကဘာတူလဲဆိုတော့ Spirit Brother တွေကအသက်အကြီးဆုံး E9 the Vice Spirit ဖြစ်ပါတယ်Vice Spirit ကရေရှည်ကစားကွက်တွေကိုဗျူဟာကြကြနဲ့ခင်းချင်းပြီးလျှို့ဝှက်ထိန်းချုပ်တတ်တဲ့သူမျိုးပါသူကတားမြစ်ထားတဲ့စင့်ခေါ်ခြင်းမှန်တဲ့ Summoning Spell တစ်ခုကိုတာမန်လူတွေလွယ်လွယ်ကူကူရှာတွေ့နိုင်မယ့်နေရာမှာတိတ်တိတ်ဆိတ်ဆိတ်နဲ့ချပေးထားခဲ့ပါတယ်နောက်ပိုင်းမှာ E9 ရတောက်ပွပွင့်လင်းလင်းပဲဝင်ခံခဲ့ပြီးတော့သူလုပ်ခဲ့တဲ့ကိစ္စအတွက်လည်းနောင်တမရဘူးလို့ပြောပါတယ်ရည်ရွယ်ချက်ကတော့ Vice Spirit က Ryan ချင်းကိုလွတ်လပ်သွားခွင့်မပေးပဲထိန်းချုပ်ခြင်းလို့ဒီမန်နန်ကိုတမင်လူပြည်စီကိုချပေးခဲ့တာပါဒီလိုလုပ်လိုက်ရင်ဒီဂါရာမန်နန်ကိုအသုံးပြုမိတဲ့သူတွေကနောက်ဆက်တွဲဆိုးကျိုးတွေကိုခံစားရမယ်ဆိုတာကိုကြိုသိနေပေမဲ့တမင်လူတွေကိုထိုးကျွေးလိုက်တာပါဘလို့ထိုးကျွေးခဲ့လဲဆိုတာကိုဆက်ရှင်းပြပေးပါမယ်ဝင်းလင်းမောင်နေတောင်တန်းဒေသရဲ့ဟိုးဝေးရမြေပြင်းလွင်ပြင်တွေထဲမှာရိုးသားတဲ့လူတွေနေထိုင်ခဲ့တဲ့တိုင်းပြည်တစ်ခုရှိခဲ့ဘူးပါတယ်သူတို့တွေကနေမြေတွေကိုတိုက်ခိုက်သိမ်းပိုက်တဲ့သူတွေလည်းမဟုတ်တယ်လို့မျိုး Ace Law ထဲမှာပြောပြခဲ့တဲ့ Tasman လူမျိုးတွေလိုမျိုးတရေဘလူးစီးနေတဲ့သူတွေလည်းမဟုတ်ပါဘူးရိုးရိုးရှင်းရှင်းတဲ့ဘဝကိုရှင်သန်ဖို့အတွက်ကြိုးစားနေတဲ့တာမန်လူတွေပါဒါပေမဲ့မိုးခေါင်ရေရှားမှုနဲ့အငက်ဘေးကိုသူတို့ဒေသမှာအလူးလဲခံစားနေရတယ်ဗျမိုးတွေကခေါင်မြေကြီးတွေကအကွယ်စိုက်ခင်းနေရတဲ့ပျက်စီးပြီးတော့ဘာအပြစ်မှမလုပ်ထားတဲ့မိသားစုတွေကဒီစာလောင်မှုတိတ်မှုတန်ကိုခါးစီးပြီးခံနေခဲ့ရတယ်ဗျအဲ့လူတွေထဲမှာတန်နာကက်လို့ခေါ်တဲ့သူတဦးလည်းရှိနေခဲ့ပါတယ်။ तू ကအစွမ်းထက်တဲ့ဆရာတဆူကြီးလည်းမဟုတ်တယ်လို့မျိုးဒန်နာရီလာပုဂ္ဂိုလ်ကိုလည်းမဟုတ်ပါဘူး။သူ့ရဲ့လူမျိုးတွေငတ်မောက်ခေါင်းပါပြီးတယောက်ပြီးတယောက်တေဆုံးနေတာကိုနာနာချင်းချင်းနဲ့ထိုင်ကြည့်နေရတဲ့မျောလင်းချက်မဲ့နေတဲ့တာမန် Elementalist ဓာကြီးလေးပါကိုအသုံးပြုတဲ့မော်ဆရာတယောက်ပဲဖြစ်ပါတယ်။ဒီလိုနဲ့တရက်မှာတော့ E9 ချထားခဲ့တဲ့တာမြင့်မန်နန်ကိုတန်နာကက်တယောက်ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။အမှန်ကန်ဟုတ်မဟုတ်စမ်းသပ်ချင်တာရောသူ့ရဲ့လူတွေဇက်လိုက်သေးဆုံးနေတာရောကြောင့်ဘာမှမပြင်းမစင်ပဲအင်ရောက်တာနဲ့ချစ်ချင်းစင့်ခေါ်ဖို့စလုပ်ပါတော့တယ်အစင်းလည်းမဖြစ်သေးလို့တုံရင်နေရဲ့လက်တွေနဲ့ spare ကိုတေချာမကျွမ်းကျင်သေးတဲ့လက်တစ်မော်ဆရာတယောက်ကအပျော်အပြက်ပုံစံမျိုးနဲ့အတန်ထွက်တွေကလွယ်လေသံတွေကကပေါက်တိကပေါက်ချကိုယ့်ရုပ်ကာယနဲ့မရမကစူးစမ်းပြီးတော့မန်နန်တွေကိုရွတ်ဖက်လိုက်ပါတယ်သူဒီလိုလှုပ်ရတဲ့အကြောင်းရင်းကတော့တစ်ခုတည်းပါပဲသူမိုးကိုခေါ်ကျင်လို့ပါဒါပေမဲ့ပတ်စံမပါလာပါဘူး
နောက်တာပါဒီတန်နာကက်ဆိုတဲ့လက်သစ်လူငယ်မော်စီယာကသူ့ရဲ့လူမျိုးတွေအတွက်မိုးခေါ်ခြင်းတယ်သူ့ရဲ့လူမျိုးတွေကိုအသက်ဘေးကနေကယ်တင်ခြင်းတယ်ဒါပေမဲ့သူစင့်ခေါ်လိုက်မိတာကမိုးကိုမဟုတ်ပါဘူးရိုင်ဂျင်းလို့ခေါ်တဲ့မိုးချိုးနက်ကိုစင့်ခေါ်မိတာပါအဲ့မုန်တိုင်းနက်ကလည်းမိတ်ဆွေဖွဲ့လို့ရမယ်မုန်တိုင်းနဲ့မျိုးမဟုတ်ပါဘူးဒီလိုပေါ်ပြပြမဲနန်းကိုရွတ်ဆိုခဲ့တာနဲ့သူ့ရဲ့သဘောဆန္ဒမပါပဲလူပြည်တွေကိုခေါ်ခံလိုက်ရတာဟာ Stone Slasher ရဲ့အမျက်ဒေါသကိုရှစေခဲ့ပါတယ်အဲ့ဒါကြောင့်မို့ Stone Slasher ကဒေါသတကြီးနဲ့တုံ့ပြန်ခဲ့တယ်ပေါ့ရိုင်ဂျင်းဆိုတာမုန်တိုင်းနဲ့ဖြစ်တာမို့လို့မုန်တိုင်းဆိုတဲ့ပင်ကိုသဘောတဘာဝအရာပုံခံခြင်းနဲ့စိတ်ရှိပြီးတော့အစီကံတယောက်လိုမျိုးဆက်ဆံခံရတာကိုအယမ်းမုန်းပါတယ်သူ့ရဲ့အမြင်မှာတန်နာကက်ရဲ့အခုလိုမျိုးစင့်ခေါ်ခြင်းဟာနှိမ့်ချရမရောက်ဘဲနဲ့တိမ်မျိုးတယောက်ကမုန်တိုင်းကိုစင့်ခေါ်ပြီးအမိန်လာပေးနေတယ်လို့ခံစားလိုက်ရပါတယ်ဒီလိုနဲ့ရိုင်ဂျင်းကတာမယ်လူသားတယောက်ရဲ့ဆူတောင်းလေးတစ်ခုကိုသူ့ရဲ့မုန်တိုင်းသဘာဝတရားကြီးကိုစော်ကားလိုက်တယ်လို့မျိုးတုံ့ပြန်มาတော့တယ်အဲ့ဒါကြောင့်မို့ဂျူနာတက်ပြီးကူညီပေးရမယ်အစားအဲ့ဒီဒေတာတစ်ခုလုံးအပြစ်ပေးခံခဲ့ရပါတယ်လေပြင်းတွေကလွင်မြင်ရဲ့နေရာအနှံ့ကနေတိုက်ခိုက်လာခဲ့တယ်။ရေမရှိလို့ပကြားအပ်နေတဲ့ဒေသကြီးပေါ်မှာဘယ်ရမှန်းမသိတဲ့ရေလိုင်းတွေကဘာပြက်နေတယ်လို့အရှိန်အဟုန်နဲ့ဝင်ရောက်လာခဲ့တယ်။ဒီမုန်တိုင်းကြီးကအဲ့ဒေသထဲမှာရှိသမျှအရာအလုံးကိုဖျက်ဆီးပစ်ခဲ့ပြီးမြေပြင်တစ်ခုလုံးကိုလည်းဓာတ်နဲ့ချစ်ထုတ်ခံလိုက်ရတယ်လို့ဖျက်ဆီးခံလိုက်ရပါတယ်။ဒီလိုဖြစ်နေတဲ့အချိန် Stone Slasher ကိုစင့်ခေါ်ခဲ့တဲ့လက်သက်မော်ဆီယာတန်နာကတ်မှာ Slasher တပားကိုကိုယ်တိုင်ရှင်းပြနိုင်စွမ်းမရှိနေခဲ့ပါဘူး။သူရိုက်ချင်းကိုအင်အားချင်းလည်းမရှင်နိုင်ပါဘူးမန်နဲ့အစွမ်းနဲ့လည်းမနိုင်ပါဘူး Stone Slasher ကတနာလို့ဝမ်းဝမ်းလက်သီးချင်းဆင်းထိုးပေးမယ်ဆိုရင်တော့နိုင်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မို့တန်နာကတ်ကကိုစတေးမဲ့နီလန်တစ်ခုကိုရွေးချယ်ခဲ့ပါတယ်အဲ့နီလန်ကတော့သူတို့နှစ်ယောက်ရဲ့ကံကြမ္မာကိုတသားတည်းဖြစ်သွားအောင်ပေါင်းဆက်လိုက်ဖို့ပါပဲသူကမုန်တိုင်းနဲ့ကိုသူ့ရဲ့ခန္ဓာကိုယ်ဆိုတဲ့အလောင်းအိမ်ထဲမှာဖမ်းချုပ်လိုက်တာပါအဲ့ဒီခိုက်တဲ့မှာပဲပြင်းပြင်းထန်ထန်တိုက်ခိုက်နေတဲ့မုန်တိုင်းကြီးဟာအကောင်းကင်ပေါ်မှာမရှိတော့ပဲတန်နာကဲရဲ့ခန္ဓာကိုယ်ထဲကိုစုပ်ခံခဲ့ရပြီး Stone Slasher ကလည်းတန်နာကဲရဲ့ကိုယ်ခန္ဓာထဲမှာပဲပိတ်မိသွားခဲ့ပါတော့တယ်နှစ်ယောက်သားခန္ဓာကိုယ်တစ်ခုတည်းမှာပိတ်မိသွားတာဖြစ်တဲ့အတွက်သူတို့ရဲ့သဘောတဘာဝတွေစိတ်တင်သဘောထားတွေကရောထွေးကုန်ပါတယ်တန်နာကဲရဲ့ဘယ်အချိန်မဆိုရီမောပြုလုပ်တဲ့ဟာသားညံနဲ့ရိုက်ဂျင်းရဲ့ယူသွတ်နေတဲ့မုန်တိုင်းအစွမ်းတွေကပေါင်းဆက်သွားခဲ့ပြီးတော့ဒီကဘာမြေကြီးထဲမှာရုပ်ခန္ဓာနဲ့တွာလာနေတဲ့ Spirit တပါရိုက်ဂျင်းတန်နာကဲဆိုတဲ့တက်ရှိအသက်တစ်ခုအဖြစ်မွေးဖွားလာခဲ့ပါတော့တယ်အဲ့ဒါကြောင့်လဲ Stone Spirit ဆိုတာလူရောင်ဆောင်ထားတဲ့မုန်တိုင်းတစ်ခုလိုမျိုးဖြစ်နေတာပါ Stone Spirit ရဲ့အစွမ်းတွေကပလင်းထဲကိုထည့်ပြီးပိတ်ခံထားရတယ်လို့ဖြစ်နေပြီးတော့သူ့ရဲ့ပင်ကိုစရိုက်တွေကလည်းအဲ့လိုပါပဲ Stone Slasher ကစုညံ့တယ်အငြိမ်မနေဘူးကြမ်းတဲ့တယ်ဒါပေမဲ့တန်နာကဲရဲ့အချင်းကြောင့်စားနောက်ရတာကိုကြိုက်ပြီးတော့ထိန်းချုပ်လို့မရပါဘူး Stone Spirit ဖြစ်တည်မှုရဲ့နောက်ွယ်မှာတန်နာကဲရဲ့ဝမ်းနည်းစရာအဖြစ်အပျက်တွေပါနေတာမို့လို့သူရီမောနေပေမဲ့ရီတန်တွေရဲ့နောက်မှာကြေကွဲစရာတွေလည်းကပ်ပါနေပါတယ်အခန်းထဲကိုဝင်လာတာနဲ့အငွေးအသက်တွေကိုချစ်ချင်းပြောင်းလဲပြစ်နိုင်တဲ့ပျော်နေတဲ့ဦးလေးတယောက်လိုမျိုးသူရောက်လျာအရက်တိုင်းမှာပျော်စရာတွေကူးဆက်သွားစေပါတယ်ရိုက်ဂျင်းရောတန်နာကက်ရောနှစ်ယောက်စလုံးကကြပြက်ကက်ချော်လုတ်တတ်တဲ့စိတ်ပိုင်ရှင်တွေဖြစ်တာမို့လို့သူတို့ရဲ့ညီကိုတွေပြောရရင် Spirit Brother တွေအပါအဝင်သူတို့ဘေးနားမှာရှိနေတဲ့လူတွေအားလုံးက Stone Spirit ကိုစိတ်နှောက်ယှက်ဖြစ်စရာကောင်းပြီးရင်းချက်မှုမရှိဘူးလို့မြင်နေကြပါတယ်အခြေအနေတွေကဘလောက်ပဲဆိုးဝါးဘယ်တော့မှ serious မဖြစ်နေတတ်ဘူးဗျတိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာတော့ဟာသားတွေလုံနေတော့တိုက်ခိုက်နေရင်လည်းရှယ်မောနေတော့မှာပဲသူက NL တွေကို entertainment တစ်ခုလိုမျိုးသဘောထားပါတယ်သူ့ကို NL မပေးနိုင်လို့ရီမောနေတာတော့မဟုတ်ပါဘူးသူထဲမှာရှိနေတဲ့မုံတိုင်းတဘာဝကတိုက်ပွဲတွေရဲ့စီးချက်ကိုလိုက်ပြီးလှင်းမြင်လှုပ်ရှားရတာတွေဖျက်ဆီးရတာကိုကြိုက်လုံးလို့ဖြစ်ပါတယ်ပြီးတော့သူကအက်တက်ကြည့်ပြီးမောက်မာတဲ့ပုံစံလဲပေါက်နေပြန်အောင်အရင်တန်နာကတ်မှာဒီလိုမောက်မာတဲ့ပုံစံမျိုးရှိမရှိတော့ကျွန်တော်တို့မသိရပါပဲအခုလိုပေါင်းဆက်ပြီးဖြစ်ပေါ်လာတဲ့ Stone Spirit ကတော့ကိုသဘောကျပြီးကိုယ့်ရဲ့ဖြစ်တည်မှုကိုဂုဏ်စားနေတာတော့အသေးအကြပါပဲ Stone Spirit ကထိန်းချုပ်လို့မရတဲ့အရိုင်းဆန်ဆန်မုံတိုင်းတစ်ခုလိုပြုတ်မှုနေပေမဲ့သူကအာပဲကျဲနေတဲ့ကောင်တော့မဟုတ်ပါဘူးလောရသူက Damnot Landing လို့ခေါ်တဲ့ဝါလော့ရဲ့ Grammar စာအုပ်ကိုလည်းဖတ်ခဲ့ဘူးတယ်လို့ဆိုပါတယ်ကျွန်တော်ဒီ channel မှာ Space အကြောင်းသိပြီးမပြောပြရသေးတော့ Grammar ဆိုတာကိုမသိသေးတဲ့သူတွေရှိမယ်လို့ထင်ပါတယ် Grammar ဆိုတာ Space ကိုရေးမှတ်ထားတဲ့စာအုပ်ပါဒရာရူကပါထဲမှာ Space ကိုအသုံးပြုရတာ QWE ကနှိပ်ရတာတော့မလွယ်ကူပါဘူး Space တစ်ခုကိုအသုံးပြုနိုင်မှုနှစ်ပေါင်းများစွာလေ့ကျင့်ရပြီးတက်သွားခဲ့ရင်လည်း Mage Ascent ပဲရှိပါသေးတယ်နှစ်ခုလောက်သုံးတက်ရင်တော့ဒရာရူကပါထဲမှာနည်းနည်းလေးအသုံးဝင်တဲ့မော်ဆရာတယောက်ဖြစ်လာပြီလို့မထင်ပါနဲ့အဲ့နှစ်ကွက်လောက်တင်ပြီးရင်ခမရအိုနေပါပြီမညံလည်းမကောင်းတော့ပါဘူးအဲ့လိုခက်ခဲတင်ထားတဲ့ Space တွေကိုအသုံးပြုနိုင်ဖို့အတွက်ကျွန်တော်အခုပြောနေတဲ့ Grammar စာအုပ်ထဲမှာမှတ်ထားရပါတယ်အဲ့ဒီစာအုပ်ကို Lynch Warlock Invoker ရဲ့ရန် Invoker persona မှာတွေ့မြင်နိုင်ပါတယ်ကဲပြောနေတဲ့ဇလန်အရာ Stone Spirit က Warlock ရဲ့စာအုပ်ကိုလေ့လာခဲ့တာကြည့်ရင် तू ကတဘာဝစွမ်းရင်တက်မဟုတ်တော့ပဲလေးနဲ့ပြီးအန်ရများတဲ့မော်ပညာရက်တွေကိုပါလေ့လာထားတယ်ဆိုတာကိုသိတာပါတယ်ဆိုတော့သူ့ရဲ့ဟာသားတွေရဲတန်တွေရဲ့နောက်ွယ်မှာအမောင်တုဆန်တဲ့မော်ပညာတွေကိုထဲဝင်လေ့လာထားပြီးဘဲရအောင်မဆိုကြော်ဖြတ်ပြီးဟာတိုက်ရီမောပစ်မယ်ဆိုတဲ့စိတ်ဓာတ်တစ်ခုကခိုင်မာရှိနေတယ်ဆိုတာကိုသိထားရပါမယ်
သူဘလောက်ပဲလှဲ့လှဲ့သွားလာပြီးဘလောက်ပဲတိုက်ပွဲတွေဝင်နေပါစေဝဲလဲမော်နေတောင်တန်းကြီးရတော့အရေးဟောင်းတစ်ခုလိုမျိုးသူ့ရင်ထဲမှာတွေ့ကက်နေတော့မှာပဲဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနေရာ Vice Spirit ရဲ့ထောင်ချောက်ဆင်ခဲ့တဲ့နေရာ Stone Spirit စတင်ပေါက်ဖွာလာခဲ့တဲ့နေရာပြီးတော့မိုးချိန်းတဲ့ကိုရင်မှာပိုက်ပြီးရှောက်လန်းနေတဲ့ slasher တပါဖြစ်လာစေမဲ့ Vice Spirit ရဲ့အကြံစီစတင်ခဲ့တဲ့နေရာမို့လို့ပါပဲ Stone Spirit ရဲ့ရံဘက်တွေကလည်းတောင်တန်းကြီးတွေထဲမှာမကပဲဘုံတွေပါကြော်ပြီးနေရာအနှံ့မှာရှိပါတယ် Stone Spirit မှာ Razor နဲ့ရှေးပဝေသနီကလေးကစတင်ခဲ့တဲ့ရန်ညိုးတစ်ခုရှိခဲ့ပူးပါတယ်အဲ့ဒါက Right Chain နဲ့ Tentacle နဲ့မပေါင်းစည်းရင် Right Chain ကလူတစ်ပိုင်းမဟုတ်သေးပဲမုံတိုင်းတက်တက် slasher ဖြစ်နေတဲ့အချိန်မှာကလေးကရှိခဲ့တဲ့ရန်ညိုးဖြစ်တဲ့ပုံရပါတယ် Razor ရဲ့ law အရသူကအသီးစိတ်ရှိတဲ့မုံတိုင်းတွေစီကနေစွမ်းရည်တွေကိုခိုးယူလေးရှိပြီးအဲ့မုံတိုင်းတွေကသူ့ကိုမုံတီးနာကြီးနေကြတယ်လို့ဆိုထားပါတယ်အကယ်၍သာ Right Chain ကအဲ့လိုမျိုးတက်ရှိမုံတိုင်းတွေတည်းကတစ်ခုသာဖြစ်နေခဲ့မယ်ဆိုရင်ဒီအမုံတရားဖြစ်တင်ပါတယ်ဘာဖြစ်လဲဆိုတော့မုံတိုင်းနဲ့တပါးအတွက်စွမ်းရည်တွေခိုးယူခံရတယ်ဆိုတာခိုးယူမှုတက်မဟုတ်ပဲသူတို့ရဲ့ဖြစ်တည်မှုကိုစော်ကားရရောက်လို့ပါArtifact Game ရဲ့ဇလန်တွေထဲမှာတော့သူ့ရဲ့ပြိုင်ဆိုင်မှုကပိုပြီးကြီးမားကျယ်ပြန့်ပြီးနဖျားပူဆန်ပါတယ် Stone Spirit ကဇူးနဲ့လည်းပြင်းထန်တဲ့ပြိုင်ဆိုင်မှုရှိခဲ့ပူပါတယ်သူတို့နှစ်ယောက်တွေ့ပြီဆိုရင်ဘယ်တော့မှအေးအေးဆေးဆေးစကားမပြောကြပါဘူးဟန်ရေးပြကြတယ်မန်ဖီတာတွေလုပ်ကြပါတယ်ထတော့မကိုက်ပါဘူးသူတို့တွေကတယောက်နဲ့တယောက်လေးစားမှုတွေမပေးချင်ကြလို့စကားမပြောခင်မှာအချင်းချင်းအရင်စမ်းသက်ကြတယ်လို့ရေးထားတယ်ဗျတခါတော့ဆိုရင်သူတို့နှစ်ယောက်စွားပြိုင်ကြတဲ့နေရာမှာ Zeus ကအဆောက်အုံတစ်ခုကိုဖျက်ဆီးပစ်ပြီးအမှတ်စယူပါတယ် Stone Spirit ကပြန်လည်တုံ့ပြန်တဲ့အနေနဲ့ Zeus ကိုရှင်းပြရုံတက်မဟုတ်တော့ပဲပြိုင်ပွဲကတခါတည်းပြီးဝအောင်ဆိုပြီးစစ်တက်လုံးကိုဖျက်ဆီးပစ်လိုက်ပါတော့တယ် Zeus ကသူ့အရေးနှိမ်သွားတာကိုလက်မခံပဲဒေါသထွက်လွန်းလို့တမျိုးလုံးကိုမီးတောင်တိုက်သွင်းပြီးပြကြတဲ့အထိဖျက်ဆီးပစ်လိုက်တဲ့ဖြစ်ရတောင်ရှိခဲ့ပူးပါတယ်ဒီချက်လက်တွေကတော့ Artifact Game တွေကဖြစ်တာမို့လို့ဒီလောက်ပဲပါပါတယ်Stone Spirit အကြောင်းကတော့ဒီလောက်ပါပဲ Fight Sign အနေနဲ့ကတော့စိတ်ဝင်စားစရာများများဆဆမရှိပါဘူး Razor က Stone Spirit ကိုတက်ပြီးတဲ့အခါမျိုးမှာ Stone Spirit ငါ့ရဲ့ရန်သူအိုကြီးငါအိုးရဲဆိုတာကိုတကယ်ပြောတာလို့ပြောပါတယ် Storm Spirit, my oldest enemy. And I do mean old. ကျွန်တော်ဆက်ပြီး spare တွေနဲ့ fanfare တွေကိုပြောပြပေးပါမယ်ပထမအဆုံး spare ဖြစ်တဲ့ static remnant ကတော့ကျွန်တော်တို့ in game ထဲမှာသာ damage ထွက်နေပေမဲ့တကယ်ကရန်သူတွေကို damage ပေးဖို့အတွက်လုပ်ထားတာတော့မဟုတ်ပါဘူး Stone Spirit ကိုယ်ထဲမှာရှိတဲ့ Tentacle ရဲ့ပျော်နေတဲ့စိတ်နဲ့ Right Chain ရဲ့ကို awareness ရှိနေတာကိုပေါင်းဆက်ပြီးကိုယ့်ရဲ့ပုံစံတူ remnant တစ်ခုကိုလျှက်စစ်တွေတုံးပြီးထုတ်တာဖြစ်ပါတယ်ကျွန်တော်ခုနကပြောခဲ့သလိုဒီလိုလုပ်တာကတိုက်ခိုက်ဖို့နဲ့ damage ပေးဖို့မဟုတ်ပဲကိုယ့်ပုံကိုပြန်မြင်လို့ဖြစ်ပါတယ်ဒီလိုထုတ်ပြီးကိုယ့်အကိုကြည့်ရတာကိုလည်းအရန်သဘောကျပါတယ်အဲ့ဒါကြောင့်မို့ static remnant ကိုသုံးပြီးတဲ့အခါမှာဒီလိုပြောလို့ရှိပါတယ် Who's that handsome devil? ဒုတိယ spare ဖြစ်တဲ့ electronic vortex ကတော့ရှင်းပါတယ်ကျွန်တော်တို့သိထားတဲ့အတိုင်းလျှက်စစ်မှာဆွဲတဲ့လျှက်စစ်ရဲ့တွန်းတဲ့လျှက်စစ်ရဲ့ဆိုပြီးရှိပါတယ်အဲ့ဒီထဲမှာအန်ရယ်အရှိဆုံးကတော့ဆွဲတဲ့လျှက်စစ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ဓာတ်လိုက်တဲ့အခါမှာအကြာကြီးကပ်ပြီးဓာတ်လိုက်တာနဲ့ချစ်ချင်းလျှက်စစ်ကတွန်းလိုက်လို့လူလွင့်သွားတာဘယ်ဟာလူသေးနိုင်ခြင်းများမယ်ထင်တယ်အဲ့လိုပါပဲ Stone Spirit သွားတဲ့နေရာတိုင်းမှာဆွဲယူတဲ့လျှက်စစ်တွေကအမြဲတမ်းလိုက်ပါနေပါတယ်အနားမှာရှိတဲ့လေတူးကလည်းလျှက်စစ်တွေကြောင့်အမြဲတမ်းတိတ်သီးနေပြီးမိုးကျူပစ်ခံရတော့မှခန်းစားချက်တွေတောင်ရတယ်လို့ပြောတတ်ကြတယ်ဗျPassive spare ဖြစ်တဲ့ Overload ကတော့ spare တစ်ခုသုံးပြီးတိုင်း Stone Spirit ရဲ့ခန္ဓာကိုယ်ကမိုးကြိုးတစ်စင်းလောက် voltage မြင့်နဲ့စွမ်းအားကိုဖြစ်ပေါ်စေပါတယ်အဲ့ဒီလျက်စီးကဒီတိုင်းထားလို့မရပါဘူးကိုခန္ဓာရဲ့အပြင်ကိုထုတ်ပြဖို့လိုတယ်လို့ပြောထားတယ်ဗျအဲ့ဒါက Tentacle ရဲ့ကိုခန္ဓာထဲမှာရှိနေလို့လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့ဒါကြောင့်မို့ Nordic တိုက်ခိုက်တဲ့အခါမှာအဲ့လျက်စီးတွေကိုတစ်ခါတည်းရောပြီးစွန့်ထုတ်ပစ်လိုက်တာပါနောက်ဆုံး Ultimate spare ဖြစ်တဲ့ Ball Lightning ကတော့ Stone Spirit ရဲ့ Stone ပုံစံပြောင်းတာဖြစ်ပါတယ်ဒါပေမဲ့လူသားခန္ဓာကိုယ်ထဲမှာချုပ်ခံထားရတာမို့လို့ 100% မုန်တိုင်းပုံစံမဖြစ်သွားသလိုမျိုးအစွမ်းနေရလဲ Tentacle တို့ Zeus တို့ကျုံတော့လိုမျိုးတိတ်မကျန်းတော့ပါဘူးဒီလိုထိန်းချုပ်ခံထားရပေမဲ့လေတိုက်တဲ့နေရာတိုင်းမိုးချိတ်တဲ့နေရာတိုင်းမှာ Stone Spirit ကသူ့ရဲ့ enemy ကိုရှာဖွေတိုက်ခိုက်ပြီး6လက်နေသေးတယ်ဗျဒီဗီဒီယိုရဲ့နောက်ဆုံးပိုင်း fanfare အနေနဲ့ကတော့ Stone Spirit ကို Brewmaster သူတည်သွားတဲ့အခါမှာသူ့ရဲ့ခန္ဓာကိုယ်ကို Ruin City အောက်မှာပဲမြုပ်နှံပေးဖို့မှားထားပါတယ်ဒီတောင်းဆိုမှုကတာမန်လိုမျိုးထင်ရပေမဲ့တာမန်မဟုတ်ပါဘူးသူတို့ကြားထဲကဆက်ဆက်မှုနဲ့တန်ရောစင်ဟောင်းတွေကိုပြနေပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်တစ်ပတ်မှာပြန်တွေ့ပါမယ် See you guys